15 ရက် 5 လ 2026 တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍမလေးကိုဟောပြီးသွားမှာဖြစ်ပါတယ်အချို့သောဇလန်းတွေအဆုံးသတ်ကိုရောက်ရှိမှာဖြစ်တယ်အရာအလုံးကိုလွှတ်ချနိုင်လိမ့်မယ်ကိုယ့်အပေါ်အမှန်တကယ်ချစ်ခင်မြတ်နိုးပေးမဲ့သူနဲ့ဆုံတွေ့ရတဲ့စမ်းပွင့်နေမယ်ကိုလိုချင်တာကိုအရာယူနိုင်မယ်ကိုဘေးမှာကိုယ့်အလိုကိုဖြည့်ဆည်းပေးမဲ့သူတွေဝိုင်းဝိုင်းလည်နေလိမ့်မယ်ဒီနေ့အတွက်ဆောင်းအားရှောင်းမဲ့ရကတော့နာကျင်ခံစားမှုတဲ့အမှတ်တရတွေကြောင့်အရာအလုံးကိုလက်မခံနိုင်တာမျိုးမဖြစ်စေနဲ့ချစ်ချင်းမြတ်တာတွေကိုဝေငှပါနှလုံးသားတကားကိုဖွင့်ထားပါ Lucky number နဲ့ Universe message ကိုဒီဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်တနေ့တာလုံးချိန်ပေးချုံးမွေးကြပါစေဒီဗီဒီယိုကိုသုံးတဲ့ထိကြည့်ပေးရတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်